င်လေးတွေအတက်ပြောင်လာပါတော့ဆိုကြည့်လိုက်ပါအရွက်တွေကျွေးမှ6နေတဲ့ပင်အရွက်နုလေးထွက်လာမှလာတယ်ဆိုတပင်လုံးလို့အရွက်နုလေးထွက်လာဟာခုဆိုရင်တအားလာတဲ့ဟိုကတော့စီစဉ်ကျမတို့ပုံမှာပြန်နေဆိုရွက်နုလေးတွေထွက်တဲ့အချိန်မှာလားကြည့်လိုက်တပင်လုံးလို့စိမ့်လေးရွက်နုလေးထွက်လာတယ်ပေါ့နော်တချို့ပင်နေဆိုခုထိဘာမှမရှိသေးဘူးတချို့အခုလေးမှစထွက်တာပေါ့နော်ဟိုတစ်ပတ်ကထိဘာမှမရှိသေးတော့ချက်ချင်းကြီးနေလဲပူလိုက်တာနဲ့အဲ့လိုမျိုးထွက်လာတယ်ပေါ့ရွက်နုလေးတွေထွက်တဲ့ရာသီရောက်လာပေါ့နော်ဆိုပင်လေးကိုအဲ့လိုမျိုးစင်းရုံလေးပြန်တန်းလာရတယ်တဲ့ဝင်လာတယ်ပေါ့နော်တချို့ပင်တွေဆိုရင်တော့ခုထိတော့6တိုင်ကြီးပဲရှိသေးတယ်စိမ့်လာ